ဒီနေ့ကျွန်တော်ပြောပြချင်တာကအောင်မြင်သူတိုင်းကျင့်သုံးတဲ့အလေးကျင့်9ခုဆိုတဲ့စာအုပ်ကြောင်းပါဒီစာအုပ်ကစာအုပ်ရေ25တန်းကျော်ရောင်းချပြီးဖြစ်ပါတယ်ဆိုလိုတာကဗင်နီဇွဲလားနိုင်ငံတစ်နိုင်ငံလုံးရဲ့လူဦးရေစာရင်းလောက်ရှိပါတယ်စတီဖန်ကိုဘေးဟာ1990ခုနှစ်မှာဒီစာအုပ်ကိုထုတ်ဝေတုန်းကဒီလောက်ကြီးအောင်မြင်မယ်လို့မျှော်လင့်ခဲ့မလားမသိဒါပေမဲ့သူကွယ်လွန်ပြီးနှစ်တွေကြာတဲ့အချိန်ထိဒီစာအုပ်ဟာခေါင်းဆောင်မှုနဲ့ခင်မီစီမံခန့်ခွဲမှုရဲ့တမန်ကျမ်းစာအဖြစ်ရည်တည်နေစေပါဒီစာအုပ်မှာအဓိကပြောထားတဲ့အလေးအကျင့်9ခုကတော့တက်ကြွလှုပ်ဆောင်ပါအဆုံးသက်ကိုစိတ်ကူးပြီးစတင်ပါအရေးကြီးဆုံးကိုဦးစားပေးပါအနိုင်အရှုံးမရှိအောင်စဉ်းစားပါအရင်နားလည်ပါပြီးမှနားလည်အောင်လုပ်ပါပူးပေါင်းဆောင်ရွက်ပါကိုပြန်လည်မိုးမှန်ပါလို့ပဲဖြစ်ပါတယ်ပထမအလေးအကျင့်3ခုကတင့်ကိုယ်ပိုင်လွတ်လပ်မှုအတွက်တနည်းအားဖြင့်ကိုယ်ပိုင်အောင်မြင်မှုအတွက်နောက်3ခုကအခြားသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်မှုအတွက်တနည်းအားဖြင့်လူမှုရေးအောင်မြင်မှုနောက်ဆုံးတစ်ခုကတော့တင့်ရဲ့စွမ်းအားကိုပြန်လည်အားဖြည့်ဖို့ပါ